认为缅甸的和平进程目前处于什么样的阶段？您的政府又计划通过什么样的方式来实现缅甸的长治久安呢？နိုင်ငံငြိမ်းချမ်းရေးကတော့သဘောထားကွဲလွဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ပုံမှာအခြေခံတာပါသဘောထားကွဲလွဲမှုတွေသဘောထားမကွဲလွဲအောင်လုပ်ဖို့ကကျွန်တော်တို့လုပ်ရမှာပေါ့သူဘာသဘောထားကွဲလွဲတာလဲပေါ့နိုင်ငံရေးရဲ့သဘောထားကွဲလွဲတာလားအုပ်ချုပ်ရေးရဲ့သဘောထားကွဲလွဲတာလားဒါမှမဟုတ်လို့ချင်းဒီယဉ်ကျေးမှုရဲ့သဘောထားကွဲလွဲတာလားဒီလိုတိုင်းသားရေးရဲ့သဘောထားကွဲလွဲလာတာဒါတွေကိုကျွန်တော်တို့ကသဘောထားကွဲလွဲမှုတွေရှိအောင်ကျွန်တော်တို့ကအချောင်းအကောင့်ထဲပေါ်ရမှာဒါတို့တရားဥပဒေနဲ့ညီတွားမှာကျွန်တော်တို့ကငြိမ်းချမ်းတဲ့ခေတ်အောင်ဒီမိုကရေစီခေတ်အောင်တဲ့ဆိုတဲ့ကြောင့်ဒီအလုံးကတော့ညှိနှိုင်းဆွေးနွေးပြီးတော့တွားမှာတိုးတော်လည်းပဲလူအပ်လို့ရှိရင်လည်းလူအပ်တဲ့ပြင်ဆင်မှုတွေကျွန်တော်လုပ်ရမှာပေါ့ဒါမြန်မာနိုင်ငံမှာလည်းဒီလိုမျိုးလုံးတင်လှုပ်ထက်တဲ့ဟာတွေကိုကျွန်တော်လုပ်ဖို့ကျွန်တော်ရည်ရွယ်ထားပါတယ်ဒါဆိုရင်တော့မြန်မာနိုင်ငံငြိမ်းချမ်းရလဲကျွန်တော်မလွဲမသွေရမယ်လို့ယုံကြည်ပါတယ်中国和缅甸是和平共处五项原则共同倡导国。ငြိမ်းချမ်းစွာသူရှင်းထိုင်းမူ900ကတော့ကဘာမှာစံထားတဲ့မူတစ်ခုဖြစ်တယ်။မနေ့ကလည်းကျွန်တော်တမန်ကြီးနဲ့လည်းတမန်ရှိဖြစ်ကျွန်တော်အဲ့ဒါလေးပြောပြပါတယ်။ကဘာမှာစံထားမှကိစ္စ။ဒါအလုံးလက်ခံတဲ့ဒီဟာ။ဒါကြောင့်ကျွန်တော်တို့နှစ်နိုင်ငံဒီလေဒီငြိမ်းချမ်းစွာသူရှင်းထိုင်းမူ900ပုံမှာပဲရှင်တွဲပြီးတော့မှလုပ်ရမယ်ဆိုရင်စောစောပြောတဲ့စီဘိုပေါ်ပေါ်နိုင်ငံ A2 မှာအတိုင်ဝမ်အကျိုးခံစားရတဲ့နိုင်ငံဆိုတာထာဝရတည်တဲ့ခါကျွန်တော်တို့တွေအဆင်ပြေလို့မရအောင်ကျွန်တော်တို့သားစိမြေးစေဟိုနှစ်ပေါင်းများစွာတည်ကျွန်တော်ဒါချစ်ခင်ရင်းနှီးမှုယုံကြည်စိတ်ချတဲ့အဲ့ဒါအခြေနိုင်ငံအဖြစ်နိုင်ငံအဖြစ်ရှိနေရမှာဖြစ်တယ်ဒီလိုကျွန်တော်တို့သွားမှာဖြစ်ပါဒါကြောင့်ဒီဟာတော့တို့နှစ်နိုင်ငံလို့မဟုတ်ပါတကဘာလုံးနိုင်ငံတွေအားလုံးကလည်းလက်ခံကျင့်သုံးရမယ်စနစ်တစ်ခုလို့ကျွန်တော်တို့ပြောချင်ပါတယ်